ဆက်ပေါ်လဲဒီနောက်အိတ်ကိုကျွန်တော်မထားလိုက်ကိုဘာစဉ်းစားကြရှိလို့လဲနေရှုပြောလေ ဒီပုံစံတိုင်းဆိုကိုတို့ပြန်အောင်အနေရှိနေရတော့အတိအကျနေနေကြီးအဆောက်အအုံရတော့တာကျိုးစားမရဘူး ဟုတ်တယ်နော်တခုတလေဆိုလို့ရှိရင်ဒူမားတာဘာညာဆိုပြီးတွေးလို့ရသေးတယ်အခုကတစ်ဖွဲ့လုံးဇက်တိုက်ဖြစ်နေရတော့တစ်ဖွဲ့လုံးဒုက္ခပေးရှင်နေအရင်တိတာ ခက်တာရင်ဆိုင်ဖြည့်ရှင်းမှုကြောင့်လည်းဘယ်သူမှလည်းမသိဘူးဘယ်မှလည်းမသိတော့တိုင်းပတ်တယ်နေကြီးလည်းသွားလာပြီးစိတ်ပူတယ် အဲ့ဆိုရင်ဒီကြအခုဘယ်လိုပြန်မှာကိုလိုက်ပို့မှာ တော့ရိုက်ဘယ်ကောင်းလို့လဲလဲ ဟုတ်ကျွန်တော်ပြောလို့မအေးရဲလို့ဆက်ပေါ်နေတော့အိတ် ဟုတ်ပြီဟုတ်ပြီဟုတ်အော်အဲ့ဒါဆိုလို့ရှိရင်ဟိုကိုလဲလိုက်မပို့ဘူးနေကြီးလည်းမပြန်နေတော့ဒရိုက်တိုင်းထင်းနေပါပဲတော်ရလိုက်မယ် ဟမ်မအိတ်ပါဘူးသူတော့မအိတ်ရလို့ကောင်းလေးကြောင်မှတိုးဝေပြီးတော့အိတ်နေဟာ နေကြီးကိုရုံနေဆိုလို့ရှိရင်နေကြီးမှာပဲအေးကိုဟိပဲထိုင်ဆောင်နေလိမ့်မယ်နော် အဲ့ဒါပိုကြောက်စရာကောင်းအိတ် အဲ့ဆိုဘယ်လိုလုပ်မှာလဲဟိုတယ်မှာပဲလိုက်ရမှာလား ဒီကြစရပါကိုရဲ့ပြောပုံဆိုပုံဒီပုံထိုင်ပုံလေးကိုကြည့်ပြီးတော့ကွန်မန့်တူတယောက်ကိုခွင့်ရမယူတတ်တဲ့ယောက်ျားမယ်ဒီကျတိပြီးသားပါဒီမှာပဲအိမ်မယ် ကဲနေကြီးဒီမိုက်နော်ဘယ်မှာထိုင်ဆောင်မယ်ပဲ ကိုကလည်းနေရှင်မအိတ်သေးပါ အားရတယ်နေကြီးထိုင်ဆောင်မယ်နော်စိတ်ပြလာနေကြီးစိတ်ချနော်စိတ်ရုံမှာလေနေကြီးကိုလို့ခေါ်လိုက်တဲ့အချိန်မိုးဝေဖြစ်သွားမျက်နှာယူနေကြီးမသိလိုက်ဘူးသိလားရှိချင်းစရာကြီး ပြောပါနဲ့ကိုရဲ့အားမကြောက်လို့ရှင်မိုးဝေကိုဘယ်လိုမျိုးလဲချင်းဆိုင်လို့ကြည့်ရမှမသိဘူးသူနဲ့နောက်ကြည့်ရနေရှက်လို့သိမှာ ။အော်နေကြီးကလည်းကြီးစားတာဆက်ဆက်မဟုတ်တာ တော့ပြီးအဲ့ကြောင့်ပြော ။အဲ့တော့နေကြီးဘာဖြစ်လို့လဲ။တွန်းနေတော့ကြီး ဟုတ်ကိုဒီအိမ်လုံးရတခုခုကြောက်နေ ။ဘာမှမဖြစ်ပါဘူးနေကြီးပဲ။အဲ့တော့ကိုလေးပဲထိုင်ဆောင်နေနော်။